လေးနှစ်ချိန်ကဘာကြီးကရက်တန့်သွားတယ်ကဘာမြေကြီးကအယောင်တွေအမျိုးမျိုးပြောင်းသွားတယ်ပြီးတော့နိုင်ငံအလံတွေကတန်ကြပ်ကာတွေဖြစ်ပြောင်းသွားပြီးတော့အားစားယုံတွေကလည်းစီစီကားကားတတိုင်မြဲဆူဆူညံ့ညံ့နဲ့ဒီလိုအချိန်ကတော့ကဘာဖလားအချိန်ပဲဖြစ်ပါတယ်မနေ့ပြန်စပြီးတော့ကျွန်တော်တို့အမေရိကန်ကနေဒါနဲ့မက္ကဆီကိုနိုင်ငံ၃နိုင်ငံမှာ2026ကဘာဖလားကြီးကျင်းပတော့မှာပေါ့ဆိုတော့ဒီကဘာဖလားသမိုင်းမှာပြိုင်ပွဲဝင်အသင်းရေအတွက်အများဆုံး48သင်းနဲ့စတင်ကျင်းပမဲ့ပြိုင်ပွဲလည်းဖြစ်တယ်။ဒါအပြင်စုကြီးငွေစုပေါင်းကလည်း American Dollar 38,900ကျော်ပေါ့နော်871 million USD ပမာဏတန်ဖိုးရှိတယ်။ဒါကမ္ဘာဖလားသမိုင်းမှာဆိုရင်စုကြီးငွေအများဆုံးပမာဏဖြစ်တယ်။ဒီလိုမျိုးဘီလီယံနဲ့ချီတဲ့ပွဲတော်ကြီးကအခုမှတော့ဒီလိုမျိုးဒေါ်လာဘီလီယံနဲ့ချီတဲ့ပွဲဖြစ်ခဲ့တာမဟုတ်ဘူးဒီဟာတွေကမဖြစ်နိုင်တဲ့အိမ်မက်တစ်ခုကနေစခဲ့ရတယ်ကမ္ဘာစစ်တွေကိုလည်းကြော်ခဲ့ရတယ်ခက်ခဲမျိုးစုံလည်းကြော်ဖြတ်ခဲ့ရတယ်ဒါမှမဟုတ်ဒီပြိုင်ပွဲနေပြီးတော့ကျွန်တော်တို့နှစ်ဖျားတွေလည်းမွေးဖွားတာကိုတွေ့ခဲ့ရတယ်ဆိုတော့မနေ့ပြန်ကြရင်တော့2026ခုနှစ် version ဒီအကြီးမားဆုံးအားကစားပွဲတော်ကြီးကစတင်တော့မှာပေါ့အခန်းတစ်ကမ္ဘာဖလားစပထမဆုံးကမ္ဘာဖလားကိုကျွန်တော်တို့1930မှာစခဲ့တာပေါ့စီးပွားပြတ်ကတ်အောင်မှာကျွန်တော်တို့အသက်ရှူကျက်နေတဲ့အချိန်ကာလတွေဖြစ်တယ်အဲ့အချိန်မှာဒီ FIFA ဥက္ကဋ္ဌ Julius Rimet ဆိုတဲ့လူကပထမဆုံးကမ္ဘာဖလားကိုကျွန်တော်တို့စီစဉ်ခဲ့တယ်ဥရောပအသင်းလေးအသင်းကိုဒီ SS Conte Vardy ဆိုတဲ့စိန်ခံသင်းမောတစ်စင်းပေါ်မှာခေါ်လာပြီးတော့ Atlantic သမုဒ္ဒရာကိုနှစ်ပတ်ကြာဖြတ်တယ်နောက်အင်ရှင်နိုင်ငံယူရုဂွိုင်းနိုင်ငံကိုခေါ်လာပြီးတော့ပထမဆုံးကမ္ဘာဖလားကိုကျွန်တော်တို့နိုင်ငံစုစုပေါင်း73နိုင်ငံနဲ့ကျင်းပခဲ့တာဖြစ်တယ်ကျွန်တော်ဥရောပကနေဆိုရင်ဘယ်လ်ဂျီယမ်ပြင်သစ်ရိုမေးနီးယားနဲ့ယူဂိုစလာဗီးယားနိုင်ငံ၄နိုင်ငံမြောက်အမေရိကကနေပြီးတော့ဒီခုလက်ရှိအင်ရှင်တွေခု2026အင်ရှင်နိုင်ငံတွေဖြစ်တဲ့မက္ကဆီကိုနဲ့အမေရိကန်တောင်အမေရိကကနေကတော့ဒါကျန်တဲ့9သင်းပေါ့ဗျာအာဂျင်တီးနားဘိုလီးဗီးယားဘရာဇီးချီလီပါရာဂွေးပီရူးနဲ့အင်ရှင်ယူရုဂွေးအားလုံးပေါင်း73သင်းနဲ့စပြိုင်ခဲ့တာအဲ့တော့အခု48သင်းနဲ့တွက်ရင်ကျွန်တော်တို့ဒါ4ပုံ1ပုံလောက်အရေးအတွက်ပဲရှိတာပေါ့ယူရုဂွေးနိုင်ငံမြို့တော်မွန်တီဗီဒီယိုမြို့မှာပထမဆုံးကမ္ဘာဖလားကိုကျင်းပပြီးတော့ဖိုင်နယ်ကတော့ကျွန်တော်တို့ယူရုဂွေးနဲ့အာဂျင်တီးနားတို့ကြားအရန်ကြမ်းတမ်းတဲ့တောင်အမေရိကဖိုင်နယ်ပေါ့ဗျာအဲ့ချိန်မှာကျွန်တော်တို့ဒီပထမဆုံးကမ္ဘာဖလားကိုယူရုဂွေးက4-2နဲ့အနိုင်ရပြီးတော့ဒါဘောလုံးလောကမှာပထမဆုံးအောင်နိုင်သူတွေဖြစ်ဆူဟူးခဲ့တယ်ပြီးတော့ရင်ကျွန်တော်တို့4နှစ်တစ်ချိန်ကျင်းပလာတာနောက်2နှစ်ဆက်တိုက်ရတော့အီတလီကဒါစစ်ကြီးမဖြစ်ခင်အချိန်တွေမှာဒီ1930ခုနှစ်လွန်နေတဲ့ပြိုင်ပွဲတွေမှာစုမိုးထားခဲ့တာပေါ့အနောက်စစ်ကြီးဖြစ်လာတယ်ကမ္ဘာဖလားတွေခဏရပ်တန့်ခဲ့ရတယ်အဲ့ချိန်မှာဆိုရင်ဆိုကြတာဒီ FIFA ရဲ့ဒုတိယဥက္ကဋ္ဌ Ottorino Barassi ကဒီစစ်တပ်တွေရဲ့လက်ကနေပြီးတော့ဒီကျွန်တော်တို့စုဖလားပေါ့နော်ကမ္ဘာဖလားစုဖလားကိုကာကွယ်ဖို့ဒီဖက်နဲ့တက်တာထဲမှာထည့်သူအိယာအောက်ထဲမှာတော့တိမ့်ဝှက်ထားခဲ့ရတယ်လို့ဆိုကြတယ်ဒီလိုနဲ့1950မှာတော့ကမ္ဘာဖလားကိုပြန်ကျင်းပါတယ်အဲ့ချိန်မှာတော့ကျွန်တော်တို့ဒါပြောစမှတ်တွင်တာကတော့မာရာကနာဇိုဆိုတဲ့အဖြစ်ပဲအဲ့ဒီခုနှစ်မှာဘရာဇီးကသူတို့အေယာမမာရာကာနာဒီဘောလုံးကွင်းကိုစောက်ပြီးတော့ဒီကမ္ဘာဖလားမှာတော့သူတို့ဒါတေချာပေါက်အောင်ပွဲယူမယ်နန်းသိမ့်မယ်ဆိုပြီးတော့ဒါဒီမာရာကာနာအကစားယုံနန်းတင်ပွဲဖြစ်ပြင်ဆင်ခဲ့တယ်ဒါပေမဲ့သူတို့ရဲ့မျှော်လင့်ချက်တွေကဒါပြိသက်3,900ကျော်ဒါ2သိန်းနီးပါးရှိမှာဒီကမ္ဘာဖလားရဲ့ပထမဆုံးအောင်နိုင်သူတွေဖြစ်တဲ့ယူရုဂွေးရဲ့ချစ်ဖြတ်ခြင်းကိုခံလိုက်ရတယ်တိတိကျကျပြောရရင်တော့LCDs Gigia ဆိုရဲဒီယူရုဂွေးရဲ့ကစားသမားနောက်ဆုံးဒီမိနစ်ပိုင်းတွေမှာနိုင်ကိုသွင်းပြီးတော့ဘရာဇီးနိုင်ငံလုံးတိတ်ဆိတ်သွားစေခဲ့တယ်နောက်ပိုင်းမှာဆိုရင်တော့ဒါ Gigia ဘယ်လိုလေးတိုက်လဲဆိုရင်ဒါဘရာဇီးကသူ့အတွက်ဒီဒုတိယမြောက် home လည်းဖြစ်တယ်ပေါ့နော်ဒုတိယမြောက်အိမ်လည်းဖြစ်တယ်ဒါပြင်ဒီ Maracana ကွင်းကိုတိတ်ဆိတ်ခဲ့တဲ့လူက3ယောက်ပဲရှိတယ်Frank
Sinatra ရဲ့ပုံရဟမ်းမင်းနဲ့ငါဆိုပြီးတော့ဒီလိုမျိုးလေးတိုက်တဲ့အထိပြောစမဲ့တွင်ခဲ့ရတဲ့ဖြစ်ရမျိုးကိုဒီ1950ကကမ္ဘာဖလားနေပြီးတော့ပေးစွမ်းခဲ့ရပေါ့အခန်းနှစ်အလှပဆုံးအားကစားတစ်ခုမွေးဖွားခြင်းဆိုတော့ဒီ1950နောက်ပိုင်းကျွန်တော်တို့၄နှစ်ကြာ1954မှာတော့ဆွစ်ဇာလန်မှာကျင်းပခဲ့တဲ့ကမ္ဘာဖလားကတော့ Miracles of Bern ဆိုပြီးတော့နာမည်ကြီးတယ်။ Puskas ဦးဆောင်တဲ့ဟန်ဂေရီအသင်းကဒီပွဲအထိ၄နှစ်ကြာရှုံးမှမရှိဘူး။ဖိုင်နယ်မှာလည်းသူတို့ကဒီအနောက်ဂျာမနီအသင်းကို2-0နဲ့ဦးဆောင်နေပြီးသား။ဒါပေမဲ့အခုခေတ်ကျွန်တော်တို့ဒီ Adidas ရဲ့ဖခင်ကြီးပေါ့နော်။ Adidas လာထုတ်ပေးထားတဲ့ဒီတန်ဂျွန်ဖနက်တွေကဂျာမနီကိုကျွန်တော်တို့ရှွန်းတွန်တွေကနေပြီးတော့ပြန်လည်လိုက်ကစားစေနိုင်တဲ့စွမ်းသက်တည်ပေးပြီးတော့နောက်ဆုံးမှာ3-2နဲ့ပြန်နိုင်ရခဲ့တယ်ဒီလိုနဲ့ကမ္ဘာဖလားပြန်ပွဲမှာနောက်ထပ်အောင်နိုင်သူနိုင်ငံတစ်ခုထွက်လာတာပေါ့1958မှာတော့ကျွန်တော်တို့ဆွီဒင်ကိုရောက်လာတယ်အဲ့ဒီအချိန်မှာအသက်18နှစ်အရွယ်ကောင်လေးတယောက်အလှတရားရယ်အားစားကျွမ်းကျင်မှုရယ်စိတ်ကူးစိတ်သန်းတွေကိုဘောလုံးကမ္ဘာနဲ့ပတ်သက်ပြီးတော့အသစ်အဆန်းဖြစ်သတ်မှတ်ပေးမဲ့သူကတော့ပယ်လေပါပယ်လေကဘရာဇီးတော့ကမ္ဘာဖလားကိုအနိုင်ရပေးုံနေမကောက်သူကဘောလုံးကိုအလှပဆုံးကစားနည်းဖြစ်ပြောင်းလဲပေးခဲ့တယ်ဘရာဇီးက58နဲ့62ကာလတွေမှာဇက်တိုက်အနိုင်ရပြီးတော့ဒါမကြုံစဘူးအောင်မြင်မှုတွေရလာတယ်1966ကတော့ဒါအင်္ဂလန်မြေမှာအင်္ဂလန်ကအနိုင်ရပူဆွဲခဲ့တယ် Football came home ပေါ့ဗျာ1966ခရဲကနေပြီးတော့အိမ်ပြန်သွားတဲ့ဘောလုံးကဒါအခုထိတော့အဝေးကိုပဲသွားနေတော့မဟုတ်ပါဗျာဒီခုနှစ်ဒီအထိတော့ဒါအိမ်ုံပြန်မလာသေးတဲ့ဘောလုံးပေါ့အင်္ဂလန်သူတို့ရဲ့ပထမဆုံးနဲ့ဒါတခုတည်းသောကမ္ဘာဖလားအောင်မြင်မှု1966သူတို့ရဲ့အင်ကွင်းအင်ရှင်မြင်မှာပဲရခဲ့တယ်1980မှာတော့ဒါမက္ကဆီကိုမှာအရာအထွတ်ထိပ်ကိုရောက်ခဲ့တယ်ရောင်စုံကာလာရင်းနဲ့ပထမဆုံးထုတ်လွှင့်တဲ့ကမ္ဘာဖလားကျွန်တော်တို့ဒီဘောလုံးနတ်ဖျားပီလီရဲ့ပါရမီပြပွဲနောက်အချိန်တိုင်းရဲ့အကောင်းဆုံးအသင်းလို့ဆိုရမယ့်အသင်းကိုသူကဦးဆောင်တယ်အောင်မြင်မှုစုခိုးပေးခဲ့တယ်ဒီမက္ကဆီကိုဆွမ်ဘရေရိုအိုးထုံနဲ့ဒီပီလီရဲ့ဒါသူ့ရဲ့ကစားပေါ်တွေပြည်သက်တွေရဲ့ပခုံးပေါ်မှာအောင်ပွဲခံနေတဲ့ပုံကလုံးဝကိုခဏဝင်တွင်တဲ့ဓာတ်ပုံမှတ်တမ်းတစ်ခုတောင်ဖြစ်တယ်လို့ဆိုရအခန်း3ဘောလုံးနတ်ဖျားနောက်တစ်ပါး1984နဲ့1988ပြိုင်ပွဲတွေကတော့ဒါနီးပြူပါရမီရှင်တွေကိုမိတ်ဆက်ပေးခဲ့တဲ့ကာလတွေ Johan Cruyff ကနဲ့ Dash ကဒါ Total Football ကိုယူလာပြီးကစားသမားအကုန်လုံးကဘယ်နေရာမှာမဆိုရင်သူတေချာချာကစားနိုင်တယ်နေရာယူနိုင်တယ်ဆိုတော့စနစ်တစ်ခုဒါပေမဲ့လည်း Johan Cruyff တို့ရဲ့ Dash တွေကတော့ Beckenbauer ရဲ့နောက်ဂျာမနီရဲ့တမ်မနီစိတ်သက်မာရီယိုကမ်ပတ်စ်ရဲ့အာဂျင်တီးနားရဲ့ဒီဆေယာထက်သန်မှုတွေကိုတော့ကျွန်တော်နိုင်ခြင်းမရှိခဲ့ဘူးအဲ့တော့1980ကျစနစ်တည်းရဲ့ခေတ်ဆိုရင်1980ခုနှစ်ကနောက်ထပ်လူတစ်ယောက်ရဲ့မင်းသားတစ်ယောက်ရဲ့ခေတ်ပြောရရင်ဘောလုံးမှာနောက်ထပ်နှစ်ဖျားတစ်ပါးပေါ်ထွက်လာတယ်ဒီတစ်ခါလဲမက္ကဆီကိုမှာပဲ1986ခုနှစ်သူ့နာမည်ကတော့ဒီယေဂိုမာရာဒိုနာအင်္ဂလန်နဲ့ပြင်းထန်တဲ့ကွာတာဖိုင်နယ်ပွဲမှာမာရာဒိုနာ4မိနစ်အတွင်းသမိုင်းမှာကြော်ကြားမဲ့ဂိုးနှစ်ဂိုးကိုသွင်းခဲ့တယ်ပထမတစ်ဂိုးကဖျားပေးတဲ့လက်ဒုတိယတစ်ဂိုးကတော့ဒါသူ့ရဲ့ကွင်းတစ်ဝက်လောက်ကနေပြီးဘောလုံးယူတဲ့အင်္ဂလန်ကစားသမား9ယောက်လောက်ကိုလှလှပကြော်ဖြတ်ကခုံပြီးတော့ဒါရာစုနှစ်ရဲ့goal of the century ဆိုလို့သတ်မှတ်လို့ရတဲ့ဂိုးသွင်းယူခဲ့တာမာရာဒိုနာပြိုင်ပွဲတစ်ခုလုံးနိုင်တာမဟုတ်ဘူးအာဂျင်တီးနားကိုဘောလုံးအင်အားကြီးနိုင်ငံအောင်နိုင်သူနိုင်ငံစီးရင်တွေကိုသူ့ရဲ့တကူတော်နဲ့ဆွဲခေါ်ခဲ့တယ်1994ကတော့ပြိုင်ပွဲကအမေရိကန်ပြည်ထောင်စုကိုရောက်လာပြီးတယောက်သူရေတွက်တွေစံချိန်တွေဘာတွေချိုးတယ်ဘောလုံးကအနောက်နိုင်ငံတွေပေါ်ပြေဝလွှမ်းမိုးနိုင်ပြီဆိုတာသက်သေပြခဲ့တဲ့ပွဲပေါ့ဒီပွဲကလည်းကျွန်တော်ရေးရဆက်နီးနဲ့အဆုံးသက်ခဲ့ရပြောလို့ရတယ်အီတလီကစားသမားရိုဘတ်တိုဘက်ဂီယိုကျွန်တော်ဒီခေတ်ရဲ့လူကြီးတွေဆိုရင်ဒရော်မီရဲ့ကစားသမားအရန်ကောင်းတယ်အဲ့တော့သူ့ရဲ့ဒါမတည့်ရက်လျက်သိဆုံးသွားတယ်လို့ The Man Who Died Standing ဆိုပြီးတော့ဒါခေါ်တွင်လာရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တယ်ဖိုင်နယ်မှာသူ့ရဲ့ပယ်နယ်တီကန်သွင်းချက်ကမိုးပေါ်ထောင်တက်သွားပြီးတော့ဒီပယ်နယ်တီကန်ချက်တစ်ချက်ကြောင့်ပဲ
ကျဲကျွေသွားလားမကျွေလားတော့မသိဘူးပြိုင်ဘက်ဘရာဇီးအသင်းမှာတော့နောက်ထပ်ကျဲတပွင့်တိုးသွားတယ်ဘရာဇီးက၄ချိန်မြောက်ကမ္ဘာဖလားကိုစုခုနိုင်ခဲ့တယ်အခန်းလေးသူတလူငါတမင်းနဲ့ခေတ်သစ်ကမ္ဘာဖလားကမ္ဘာဖလားခေတ်သစ်ကဒါဘောလုံးအင်ပါယာရဲ့စီးချင်းတိုက်ပွဲအဖြစ်အသွင်ပြောင်းသွားတယ်1998မှာဇီဒိန်းရဲ့ဒါအင်ရှင်မြေပါရီမှာကျွန်တော်တို့ဘရာဇီးကိုဒါ2ဂိုးသွင်းပြီးတော့အောင်မြင်မှုယူပေးခဲ့တယ်၄နှစ်အကြာ2000နဲ့ကိုရီးယားနဲ့ဂျပန်ပထမဆုံးအာရှကမ္ဘာဖလားကိုရီးယားနဲ့ဂျပန်မှာကျင်းပပထမဆုံးအာရှတိုက်မှာကျင်းပတယ်ဒါကိုရီးယားနဲ့ဂျပန်ကမ္ဘာဖလားမှာတော့ဒါရိုနယ်ဒိုကြီးကဘောလုံးရဲ့အကြီးအကျယ်ဆုံးအောင်မြင်မှုဖြစ်ရိုနယ်ဒိုရဲ့ဥဆောင်မှုအောင်မှာကျွန်တော်တို့ဒါကမ္ဘာဖလား9လုံးဘရာဇီးကစုခုပြီးတော့ဒါပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းဖြစ်လုံးဝကိုမှတ်ကြောက်တင်ထားတယ်ပေါ့ဗျာဆိုတော့ဘောလုံးကတဖြည်းဖြည်းနဲ့စစ်တူရေးပွဲလိုမျိုးဖြစ်လာတယ်2006မှာကျွန်တော်တို့ဒါအီတလီဖလားရတယ်ဖိုင်နယ်မှာဒါဇီဒိန်းကပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးခြေစမ်းပြလာပြီးကျွန်တော်နောက်ဆုံးဖိုင်နယ်ကြမှာပဲဒါမာတရာဇီရဲ့ရင်ခွင်ကိုခေါင်းနဲ့ပြေးဆောင်တယ်နီကတ်နဲ့ဒါဖြူဖေးထွက်လိုက်ရတယ်ဒါပေမဲ့တစ်ဖက်မှာတော့အီတလီကဒါအောင်မြင်မှုကိုသိမ်းပိုက်နိုင်ခဲ့တယ်ပေါ့2010ကတော့အာဖရိကတိုင်းမှာပထမဆုံးကျင်းပတဲ့ကမ္ဘာဖလားဥရောပအသင်းတစ်သင်းကဥရောပပြင်ပမှာအောင်ပွဲမရဘူးဆိုတဲ့သမိုင်းကိုစပိန်ကခြေဖြတ်ပြခဲ့တယ်ပထမဆုံးချိန်ရိုက်ချိုးခဲ့တယ်အဲ့တော့ဒီကမ္ဘာဖလားကကျွန်တော်ရဲ့ personally ရဆိုလဲကျွန်တော်တို့ဒါပထမဆုံးကမ္ဘာဖလားအခြေဦးလည်းဖြစ်တယ်ဝကာဖူဖူဇီလာရှာကီရာနောက်ဒါစပိန်အသင်းရဲ့ကြော်ရှင်းလာပါတဲ့တီကီတာကာပေါ့နော်2010ကတော့လုံးဝကိုဒါဘဝမှာအမှတ်တရဖြစ်ရတဲ့ကမ္ဘာဖလားတစ်ခုပဲနောက်2014ဒီချိန်မှာလဲဥရောပအသင်းဖြစ်တဲ့ဂျာမနီကဥရောပပြင်ပမှာဖြစ်တဲ့ဘရာဇီးမှာကမ္ဘာဖလားကိုသိမ်းပိုက်သွားတယ်ဘရာဇီးနောက်မှာသူတို့က၄ခုပိုင်ရှင်အဖြစ်နဲ့ဒုတိယအောင်မြင်ဆုံးအသင်းဖြစ်ကတ်လိုက်လာတယ်ပေါ့ဗျာ2018ဒါရုရှားမြေကမ္ဘာဖလားကာလီယန်အဘဘီရဲ့ပောက်ကွဲမှုပေါ်ပါကန်တေးကွင်းလေရဲ့ထူးချွန်မှုဂရစ်မန်တို့ဂျီရူးရဲ့စူးစမ်းမှုတွေကြောင့်ပြောရတော့ဒါပြင်သစ်သင်းလုံးရဲ့စူးစမ်းမှုတွေနဲ့ပဲ2018ကတော့ပြင်သစ်အတွက်ကမ္ဘာဖလားဖြစ်ခဲ့တယ်နောက်ကာတာ2022ကမ္ဘာဖလားဟောလိဝုဒ်ဇာတ်ညွှန်းဆရာကြီးတောင်မှရေးလို့မရနိုင်တဲ့ဇာတ်ညွှန်းဆန်ပြဆက်ဆန်ဖြစ်ပျက်တစ်ခုဖိုင်နယ်မှာအာဂျင်တီးနားနဲ့ပြင်သစ်မက်စကီနဲ့အမ်ဘပီ3-9ဟာအရာလုံးဝကိုတိတ်ထိတ်ရင်ဖို့အန်ဩစရာကမ္ဘာဖလားဖိုင်နယ်တစ်ခုဘူလူပွဲအကောင်းဆုံးဘူလူပွဲတွေကတစ်ခုလို့ဆိုနိုင်တယ်အမ်ဘပီကဟက်ထရစ်သွင်းယူနိုင်ခဲ့ပေမဲ့သူရဲ့ဟက်ထရစ်ကမလုံလောက်ခဲ့ဘူးနောက်ဆုံးမှာတော့လီယိုနယ်မက်ဆီကသူ့ရဲ့ဒီကမ္ဘာဖလားဇက်ခုံပေါ်မှာအာဂျင်တီးနားကိုအောင်မြင်မှုကိုစုခိုးပေးသွားနိုင်ခဲ့တယ်ဂုတ်ဒီဘိတ်မှာလည်းကျွန်တော်တို့ဒါခိုင်လုံတန်မာတဲ့ statement တစ်ခုကိုပေးနိုင်တဲ့အချိမှတ်မျိုးကိုသူကမက်ဆီကသူ့အတွက်ရောသူ့နိုင်ငံအတွက်ရောသူ့ပြည်သက်တွေရောအတွက်ယူပေးခဲ့တယ်ခန်းက2026ကမ္ဘာဖလားယူရူဂွေကိုဥရောပ၄သင်းတင်မောနဲ့တွားပြီးတော့ဒါအသင်း73သင်းပဲပြိုင်ခဲ့ရတဲ့ကမ္ဘာဖလားနေပြီးတော့အခု2026မှာဆိုရင်တော့အသင်း48သင်းအထိဝင်ရောက်ရှင်ပြိုင်တဲ့အထိကမ္ဘာဖလားအဖြစ်ကမ္ဘာဖလားအောင်မြင်တိုးတက်လာပြီကမ္ဘာဖလားလည်းအားစားတစ်ခုထပ်ပို့ပြီးတော့ကြော်လို့ဆင့်ကဲပြောင်းလဲလာခဲ့ပြီစီးပွားရေးတွေလူမှုရေးတွေနိုင်ငံရေးတွေအများကြီးလဲရောရှက်နေတဲ့ပြိုင်ပွဲတစ်ခုအနေနဲ့လည်းဖြစ်လာပြီလို့ပြောလို့ရတယ်ဒါရထားပါဒါကမ္ဘာဖလားရောက်လာရင်ကျွန်တော်တို့ဘောလုံးပရိသတ်စစ်တွေကတော့ပျော်ရွှင်ကြရဲရင်ခုန်ကြရဲဆိုတော့ကမ္ဘာဖလားကျွန်တော်တို့၄နှစ်တစ်ခါလာတယ်ဆိုတော့ပုံမှန်ပြန်ကမ္ဘာဖလားတစ်ခါလာရင်ကျွန်တော်တို့၄နှစ်ကြီးသွားတာပေါ့ဒါပေမဲ့ကမ္ဘာဖလားကာလာထဲမှာတော့ကျွန်တော်တို့ကအများနဲ့ငယ်ရွယ်နေမယ်နှုတ်ပြိုနေမယ်အော်ဟစ်နေမယ်အိမ်မက်မက်နေမယ်ဒါကျွန်တော်တို့ရနိုင်တဲ့ထာဝရနှုတ်ပြိုခြင်းအခွင့်အရေးတစ်ခုပေါ့ဗျာကဲဒါဆိုရင်မနက်ဖြန်2026ကမ္ဘာဖလားအချိန်ကာလကနေစပြီးတော့ကျွန်တော်တို့ပြည်သက်တွေအကုန်လုံးလည်း
ပျော်ရွှင်စရာရင်ခုန်စရာခြေနေတစ်ခုပျော်ရွှင်စရာအခိုက်အတန့်တွေနဲ့ဒီရင်ခုန်စိတ်လှုပ်ရှားစရာဘလုံးပွဲတွေကိုအားပေးရင်တာယာသောအချိန်များကိုပိုင်ဆိုင်ရပါစေလို့ဆုတောင်းပေးရင်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးသတ်ပြရစေနောက်ထပ်ဗီဒီယိုတွေမှာလည်း content ကောင်းကောင်းတွေနဲ့နောက်ထပ်ဗီဒီယိုတွေမှာလည်းဘောလုံး content ကောင်းကောင်းတွေကိုမျှဝေဖို့ကြိုးစားရင်းနဲ့ကျွန်တော်ရဲ့ Facebook page တွေ YouTube channel တွေလည်း like and follow လုပ်သွားပေးဖို့ subscribe လုပ်သွားပေးဖို့လည်းတောင်းဆိုပါရစေအားလုံးကိုကျေးဇူးတင်ပါတယ်